ညာရှိဆိုကရီတီရဲ့မိကွန်းတွေကြောင့်အိုင်းစတိုင်းတယောက်ခေါင်းမိတောက်သွားတဲ့အခါအိုင်းစတိုင်းဟာရှေးဟောင်းဂရိခေတ်အေသင်မြို့ကိုရောက်သွားပြီးပါတီနွန်ဖျားเจ้าကြီးကိုမေးကြည့်နေတယ်အဆောက်အုံရဲ့တိဆောက်ပုံကြီးကောမီတီတွေအကြောင်းတယောက်တည်းရေရွရင်မြေကြီးပေါ်မှာတင်ချညီမျှခြင်းတွေရှောက်ရည်နေတာပေါ့လူအုပ်ကြီးကဝိုင်းကြည့်နေပေမဲ့ဘယ်သူမှနားမလည်ကြဘူးမွန်းတဲ့ချိန်မှာပညာရှိဆိုကရီတီကအိုင်းစတိုင်းကိုတွေ့ပြီးအလင်းဆိုတာဘာလဲလို့မေးတယ်အိုင်းစတိုင်းကအလင်းဟာအမှုံရောလှိုင်းရောဖြစ်တယ်လို့ဖြေလိုက်တယ်ဆိုကရီတီကဒါဆိုရင်အလင်းဟာတစ်ချိန်တည်းမှာနှစ်ခုလုံးလည်းဖြစ်နိုင်တယ်လို့ဘာမှမဟုတ်တာလည်းဖြစ်နိုင်တာပေါ့လို့ပြန်မေးခွန်းထုတ်လိုက်တယ်အိုင်းစတိုင်းခဏတာစွန့်သွားတယ်မေးခွန်းတွေကြီးပဲတုံးပြီးသူ့ထက်ပိုတွေးခေါ်နိုင်တဲ့လူတစ်ယောက်နဲ့တွေ့လိုက်ရလို့သူတိတ်မပြောတော့ဘူးအိုင်းစတိုင်းကအချိန်နဲ့ဟင်းလင်းပြင်ဟာနှိုင်းရသဘောရှိကြောင်းရှင်းပြတယ်ဒါပေမဲ့အရစ်စတိုတယ်ကအိုင်းစတိုင်းမားနေတယ်လို့ပြောတဲ့အချိန်ဆိုတာအသေးချာရှိပြီးကဘာကြီးကစัจ java လာရဲ့ဗဟိုလို့သူကယူဆတာကိုအိုင်းစတိုင်းကသူ့ကိုစိုက်ကြည့်ရင်ဒီကလေးကတော့လူသားမျိုးနွယ်ကိုနှစ်ပေါင်း2000လောက်နောက်ကျအောင်လုပ်တော့မှာပဲလို့တွေးလိုက်မိတယ်နောက်ဆုံးတော့စကားပြောပေါ်တွေ့သွားပြီးအိုင်းစတိုင်းကပိုက်တဂိုရက်စ်ကိုအစစ်မြင့်တင်ချတွက်ချက်ပုံတွေရှင်းပြတယ်ပိုက်တဂိုရက်စ်ကမျက်ရည်တွေဝိုင်းလာပြီးအိုင်းစတိုင်းကိုဖျားသခင်လို့တောင်ခေါ်လိုက်တယ်အိုင်းစတိုင်းကကျွန်တော်ဟာစัจ java လာကိုကြာကြာစိုက်ကြည့်နေတဲ့လူသားတစ်ယောက်ပါပဲလို့နှိမ့်ချပြောပေမဲ့ပိုက်တဂိုရက်စ်ကအဲ့ဒါဟာဖျားသခင်ဖြစ်ခြင်းရဲ့အတိတ်ပဲလို့ပြန်ပြောခဲ့တယ်အိုင်းစတိုင်းကအရာခတ်သိမ်းကိုအတန်တွေနဲ့တိဆောက်ထားကြောင်းရှင်းပြတဲ့အခါလူအုပ်ကြီးကခေါင်းညစ်ကြတယ်လွန်ခဲ့တဲ့နှစ်30ကတည်းကဒီမိုကရက်တစ်ကဒီအကြောင်းပြောခဲ့ဘူးတာကိုအိုင်းစတိုင်းအံ့ဩသွားတဲ့ဂရိတွေကဒါကိုအစောကြီးကတည်းကတည်ထားပြီးသားဒါပေမဲ့အရစ်စတိုတယ်ကသဘောမတူလို့မြုပ်နှံထားခဲ့ကြတာအရစ်စတိုတယ်ကတော့အိုင်းစတိုင်းကိုရေရေမောမောနဲ့လက်လန်းပြနေလေရဲ့ဆိုကရီတီနဲ့လူလူရှိမှငင်းခုန်ကြတဲ့အခါအိုင်းစတိုင်းကစัจ java လာအစားပောက်ကွဲမှုကြီးအကြောင်းရှင်းပြတယ်ဆိုကရီတီကဒါဆိုရင်အဲ့ဒီအကြောင်းတရားကိုဖြစ်စေတဲ့အကြောင်းတရားကဘာလဲလို့ပြန်မေးပြီးနေမင်းကြီးကမင်းနောက်ကိုကိုပိုင်လိုက်နေတာလားလို့တီတီကြီးထပ်မေးတယ်အိုင်းစတိုင်းစိတ်ပြက်ပြီးသူ့ရဲ့မှတ်တမ်းတွေကိုတင်ပြီးထွက်သွားတော့တယ်ဆိုကရီတီကနောက်ကနေလှမ်းအောင်မေးသေးတယ်ထွက်သွားတယ်ဆိုတာလဲနှိုင်းရသဘောပဲလားတဲ့အိုင်းစတိုင်းနောက်လက်မကြည့်တော့ဘူးအိုင်းစတိုင်းဟာအေဂျီယန်ပင်လယ်ကမ်းခြေမှာတယောက်တည်းထိုင်နေရင်မြေကြီးပေါ်မှာသူ့ရဲ့နာမည်ကြီးစွမ်းရည်ညီမျှခြင်းကိုရေးလိုက်တယ်။ပြီးတော့အဲ့ဒါကိုငေးကြည့်နေပြီးပင်လယ်ထဲကိုဖျက်ဆီးပစ်လိုက်တယ်။အဲ့ဒီတော့မှတစ်ပတ်လုံးမှာပထမဆုံးအကြိမ်ဖြစ်သူပြုံးနိုင်မှာတော့တယ်။